ကျွန်တော်သွားတယ်အဲ့ဒီပြေမနဲ့လိုက်ပါတယ်အဲ့ဒီတိုင်းကမိုးလေးကလုံးတော့ပါတယ်ဒါပေမဲ့ကျွန်တော်ရှိမတဲ့အချိန်မှာမိုးလေးစီတွေထပ်ရှိတာဟာလေလုယာအဲ့ဒီကနေ့တော့ကျွန်တော်တအားပြောတယ်ခါလဲဆိုရင်မနေ့ကဆိုရင်သိပြီးတော့မထချင်ဘူးနော်ဒါပေမဲ့အဲ့ဒီက၄နာရီလောက်လေးအပြင်ထွက်ကြည့်လက်ခံကြည့်ရမိုးရတော့နော်အခန်းထဲလက်ညှိုးထုတ်ကြည့်ရမိုးရတော့မရောဘူးထွက်ကြည့်အရင်စိတ်လို့ရှာတော့လေမိုးရတဲ့ပါလေမိုးကမရှိတဲ့ကန်းချန်လေးမှာမရှိမှမဟုတ်လို့မိုးရရင်တော့ဒီကျွန်တော်ပြင်းနေမိုးရနိုင်သေးတယ်ဆိုတော့ဒါပေမဲ့ရှိတာတကယ်လည်းကျွန်တော်အဲ့ဒီမှာ
။ဒါ
တက်တွဲကျွန်မဒီလေးလေးရအောင်နော်ဆရာဆိုကျွန်မသိတယ်ကျွန်မလည်းလေးစားတဲ့ဆရာဖြစ်တယ်ကျွန်မဆရာခဏခဏဖိတ်တယ်နော် conference တွေမှာတက်တွဲဖို့ဘိုင်းနာမောင်ဆိုတက်တွဲဖို့ဆိုတာမှာဆရာတက်တည်ရှိပါတယ်ကျွန်မတက်တည်ခံတာတွေကလူတက်တည်ရှိတယ်အဲ့ဒါလည်းရအောင်ဆရာကြီးတက်လာတယ်ကျွန်မဒီလေးလေးရပြသူ့စားပေါ်လာတော့ဒီဘိုင်းနာမောင်နဲ့တက်တွဲဖို့ဆိုကျွန်မဆရာလေးလိုက်ခေါ်တယ်ဆရာကြီးကလာမေးတယ်အတူတက်တွဲဖို့ဆိုတော့ဖွင့်ပြရပေးခဲ့တယ်အဲ့ဆိုကျွန်မတို့ကလည်း ministry လုပ်တယ်ဆိုရင်အကောင်းဆုံးစူးစမ်းတယ်အကောင်းဆုံးလုပ်တယ်အကောင်းဆုံးအစိတ်ခံတယ်ဒါနဲ့ ministry လုပ်ငန်း
တာမဟုတ်စာမချင်းနဲ့စက်တဲ့ချင်းနဲ့ယုံကြည်ခြင်းမှာဖြစ်ပါတယ်ဒီနေ့ကျွန်မထင်တယ်ကျွန်မခံစားတယ်ဒီမှာရှိတဲ့အတဲ့ကိုပြရှင်ကနောက်တစ်ဆင့်တက်လမ်းမှုရတော့ဘုရားအမှုမှာဖြစ်တယ်အာမင်တာမန်အဆင့်တော့နဲ့ကိုယ်ရဲ့ဆင်းနေတဲ့မှာအောက်ပေါ်လာတော့တဲ့ဆုံးခြင်းတွေမဟုတ်ဘုရားဘုန်းတော်ဒီနေ့တော့လည်းမမြင်တဲ့ချင်းလူတိုင်းတရားဝင်တော်ထဲမှာအပြောင်းဝင်တဲ့ချင်းဘုရားဘုန်းရဲ့ရတယ်ကျွန်တော်ဆက်လက်ကြိုးစုံနေရမှာဖြစ်တယ်အာမင်အခုလည်းတော့မစင်တဲ့ပါလေတော့ခါမှာဒီလိုရှိရှိတယ်ဒီမှာအဆောင်ဝင်ရှိတယ်ဒီမှာပတ်စံရှိတယ်ဒီမှာလူတွေငါတော့လည်းလူတွေရှိတယ်ဒီပဲတောင်းတဲ့ကျွန်တော်ကျင်နေရမှာမဟုတ်ဘုရားကအတိတ်တော့ချိန်လမ်းမှုရဲ့အတွက်ကျွန်တော်ကိုယ်မှာရှိတဲ့ခြေနဲ့ခြေကိုလက်ထပ်ဖို့လုပ်ပါတယ်ဟာလေလုယာတရားရှိခိုးရှုံးရဟာလေလုယာအရှုံးပေးတယ်ဆိုလည်းပြည့်စုံတဲ့ဒီဆွဲပေါ်နေမှာကျွန်တော်အရှုံးပေးပြီးသွားပြီလုံးလုံးပြောင်းမသိသွားပြီကိုယ်ပေါ်အားနဲ့ကိုလုံးလုံးပြောင်းမသိသွားပြီကိုလုံးနဲ့လည်းမားလာနေကြီးပဲဒါတရားရှိခိုးပေးတဲ့အခါကျတော့ကိုယ်ကလည်းပြီးခွင့်နေနေမြင်ရတာဖြစ်တယ်အဲ့ဒီတော့အခုအားနဲ့ကျိုးလာတဲ့အခုဘုရားလုပ်ပေးတဲ့ຢာကပုံကျင်ပြန်လို့လေဒီတော့ကလည်းဒီတော့ကလူကြီးကိုတောင်းလို့ကျွန်တော်ရောက်တာတော့ကြားတယ်မရဘူးအဲ့ဒီတော့အချိန်တိုင်းလဲလဲသွားတယ်ဒီဘုရားလုပ်ရတဲ့သွားတဲ့အခါမှာလူလေး900ခါလေးစက်တော့ခဏလေးပဲဒါဆိုရင်စက်တော့လူလေးလေးကျွန်တော်သိတော့ကျွန်တော်တော့ဘုရားနဲ့ကျွန်တော်လူလုံးနဲ့ဆုတောင်းရဆက်ပဲလို့ပြောတယ်ကိုယ်ကကျွန်တော်တရားဟောဖို့ပြတ်လို့ကျွန်တော်တော့ချင်တယ်တရားဟောချင်တယ်ဘုရားနားမယ်ကျွန်တော်နားချင်တယ်ဘွားချင်တယ်နောက်ဆုံးတော့ကိုယ်ကိုပြတ်သွားတယ်ကိုယ်တော်သူများနဲ့သူစိတ်လုံးနေပြီးတကယ်ဘာလို့လဲကိုပြုတ်ကျော်သွားပြီလားအလုံးမလုံးပဲတော့ဘုရားတော့တော့ထင်လာတယ်လက်ရှိတော့ညီနေနေခိုင်းတယ်အဲ့ဒီကတော့တော့ခက်ပါဒါပေမဲ့ဘုရားရှင်ကအခုပြုတဲ့အချိန်မှာတကယ်ညံ့သွားတော့လူတွေအရင်ဆုံးဝတ်တဲ့လူတွေကိုကျွန်မဟောတာလို့မဟုတ်တော့ဘူးဘုရားဝတ်တယ်တော့မတည့်ရတယ်နေရာကြီးပဲကျွန်တော်တိုင်းမှာအင်းကြီးတော့ဘုရားရှင်လုပ်ခဲ့တယ်KIA ကလူကြီးတွေနဲ့ကျွန်တော်တွေ့ခဲ့တယ်တကယ်လို့ KIA စစ်တပ်ရဲ့အကြီးအကဲတွေနဲ့ကျွန်တော်စကားပြောခဲ့ပြည့်စည်နေတဲ့အမျိုးသမီးတွေပြည့်စည်နေတဲ့လူတွေနေ့တိုင်းတရားရဲ့ပြင်မှာမိုးရွှေတွေကိုရားရှိရှိကိုလာကြနောက်ဆုံးခုစက်တဲ့အချိန်မဆက်တော့ဒီဘက်ပြောဒီဘက်ပြောဒီပြည့်တယ်အထက်ကိုဝင်ပြီးစုတော့ခံဖို့လူမဆက်တော့အပြင်မှာကျွန်တော် project ကပူလာတဲ့အောက်မှာတက်သွားပြီးထပ်ပြီးဆက်ကြကျွန်တော်သိသွားပြီတကယ်တော့အဲ့လိုလုပ်ကကျွန်တော်တို့ကျွန်မအားနဲ့လူတယောက်တော့လည်းမဖြစ်နိုင်ဖခင်ကိုတော့လေဖခင်ဝိညာဉ်တော်ရဲ့စီးနှောင်းခြင်းထဲမှာလူတွေဟာဖခင်စီပြန်လာတယ်ဆိုတော့နားလေဟာလေလုယာဒီနေ့မိတ်ဆွေရဲ့အားနဲ့မိတ်ဆွေရဲ့ဆွမ်းအားနဲ့လူတွေကိုပြောင်းလဲဖို့ကြိုးစားတယ်အသေးတော့ပြုပြင်ဖို့ကြိုးစားတယ်အရင်ရေးချင်တာပြုဖို့ပြုပြင်ဖို့ရလို့လားဒါကကျွန်တော်တို့ကိုမသိဘူးအသေးတော့အရင်ပြုပြင်ချင်တာအသေးတော့ပဲပြောင်းပြန်နိုင်တယ်ကကိုယ့်ကိုယ်ရင်ပြောင်းနိုင်ရမှာကိုလောက်တယ်လို့ထင်တယ်အစွမ်းစားကိုရှင်းတတ်တော့ရမှာငါတော့အသေးတော့ပြောင်းပြန်တယ်ပဲလူပြောတယ်ကိုယ့်ကိုယ်ရင်ပြောင်းနိုင်တယ်ဘုရားရှိရှိမှာလက်ထပ်ဖို့ရင်သိယူပါဟာလေလုယာပိဿစွမ်းအားနဲ့လုပ်လိုက်ဉာဏ်နဲ့လုပ်တဲ့အတွက်ထိခိုက်မှုတွေအများကြီးပဲနာကျင်မှုတွေဆိုတော့ပိဿပြောင်းနိုင်မှာမဟုတ်ဘူးဘုရားအားနဲ့တော့ရင်ဘယ်တော့ပြင်ရမယ်လဲပြောပြဘူးတော့ဘုရားတို့လည်းသိပါဘူးဟာလေလုယာဒီမှာရှိတဲ့ညာလူရှိတဲ့တော့ပြောတော့မယ်ဒီနေ့ကျွန်တော်တို့ကမောတင်နေတာလေကျွန်တော်ကကျွန်တော်ခံစားရတာဒီမှာရှိတဲ့လူတွေမိတ်ဆွေဖျားရှင်ဒီနေ့ပေါ်မှာပြေးမှာအဲ့ဒီတော့တော့ဖျားရှင်ပြေးမှာဆန္ဒခံရစေတဲ့ဒီမှာအဲ့ဒီအားလည်းရအောင်အဲ့ဒီလိုပြောင်းလာပြေးမှာဟာလေအားလည်းစိတ်နဲ့ပြီးတော့ဒီဘက်ကတော့ဘုရားနဲ့တည်းရတယ်။လက်ကိုကျွန်တော်ဒီရက်မှာရှိတယ်။ကျွန်တော်တော့ခံစားရတယ်။အနည်းတန်းလို့ကျွန်တော်တို့ခါတိုင်းမှာဒီရက်မှာရှိတယ်။အဲ့ဆိုရင်ဆုံးဖြတ်ချက်တွေပြင်ပန်းနေတဲ့အရာတွေပြင်ပန်းနေတဲ့အရာတွေဘယ်လိုလဲတော့ဘာမှရှိရှိမှာ။လက်တော့ရှင်တော့မတော့ချင်တယ်မိတ်ဆွေဆုံးဖြတ်ချက်ဖះကတော့ဘောရတဲ့ကိုတော့ဆန်းတဲ့နဲ့ပြေးမှာဘောရတဲ့ကိုအစောတဲ့ပြေးမှာလူမျိုးကမောပြီးပြေးတယ်လူတွေ
What
我